ဒီကားလေးရဆိုရင်တော့ဖြင့် Nissan X-Ray 2017ရုပ်ပြောင်းကားလေးဖြစ်ပါတယ်ကျွန်တော်တို့တိုင်ခွက်မှာကားတော့စပြီးတော့မှဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်စမက်ကီးဘက်ထရီတက်ခဲကုန်တဲ့ပုံလေးပြတာဖြစ်ပါတယ်ဒီလိုပုံလေးပြလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစမက်ကီးထဲမှာရှိတဲ့ဘက်ထရီကိုလဲပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုစမက်ကီးထဲမှာပါတဲ့ဘက်ထရီကိုမလဲပေးဘူးဆိုလို့ရှိရင်ရန်ဖန်ရန်ကမှာကျွန်တော်တို့ကားတော့ on တဲ့အခါမှာ on လို့မရဘဲနဲ့တော့ပုံစံမျိုးနဲ့ပြနေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စမက်ကီးဖန်ရှင်ပေါ့နော်မကစားတဲ့အခါမျိုးမှာတော့ပေးမဖွင့်ဘူးဒီလိုတော့တန်ပုံလေးပေါ်နေရဖြစ်ပါတယ်နော်တော့တန်ပုံလေးပေါ်နေရဲ့တကယ်လို့စမက်ကီးဘက်ထရီအားကုန်ခဲ့မယ်ဆိုလို့ရှိရင်တော့အဖွင့်ပိတ်ပေါ့နော်လော့အဖွင့်ပိတ်လဲပိတ်လို့မရတော့ပါဘူးခင်ဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးမှာပါတဲ့ကျွန်တော်တို့တော့အဆန်လေးကိုဆွဲပြီးတော့မှထုတ်လို့ရပါတယ်ခင်ဗျာဒီကောင်လေးကိုတွန်းပြီးတော့မှတော့လေးကိုဆွဲထုတ်မယ်ဆိုရင်ထုတ်လို့ရပါတယ်ခင်ဗျာအဲကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီလိုပြဿနာလေးကြုံနေခဲ့ပြီဆိုလို့ရှိရင်တော့စမက်ကီးဘက်ထရီလဲပြီးမှပဲကျွန်တော်တို့တကားအဖွင့်ပိတ်ပေါ့နော်ကျွန်တော်တို့ဒီ lock on off သုံးမယ်ဆိုရင်သုံးလို့ရမယ်နောက်တစ်ခုကကားဆက်နှိုးမယ်ဆိုရင်လည်းအခက်အခဲမရှိဘဲနဲ့သုံးလို့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့push stand နဲ့လာတာပေါ့နော်အဲကျတော့သူကကျွန်တော်တို့အဖွင့်ပိတ်ကိုဒီလို push stand နဲ့ပိတ်မယ်ဆိုရင်ဒါမျိုးဖွင့်မယ်ဆိုလို့ရှိရင်ပထမတစ်ဆင့်တိုင်ခွက်လင်းမယ်နောက်တစ်ဆင့်ဆက်တက်ဆွဲမယ်ပေါ့နော်ဒါမျိုးလေးပေါ့နော်တစ်ဖက်မှာလည်းတော့ပုံလေးပြနေရယ်နော်အဲကျတော့ကျွန်တော်တို့ကတကယ်လို့စနိုးလို့လုံးဝမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ smacky မှာပါတဲ့ sensor မဖတ်ဘူးဆိုလို့ရှိရင်ဒီ smacky ထဲမှာပါတဲ့တော့ကိုနှုတ်ပြီးတော့မှဒီ push stand ထဲမှာထည့်ပြီးတော့မှနှိုးရမှာဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒီတော့ကျွန်တော်တို့ smacky လေးကိုတက်ခဲလဲပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့တက်ခဲမလဲနိုင်သေးဘူးဆိုလဲကျွန်တော်တို့ဒီတော့တန်လေးနဲ့ပေါ့နော်တော့တန်လေးနဲ့ကျွန်တော်တို့ push stand မှာအဖုံးလေးပါတယ်အဲ့ဒီအဖုံးလေးကိုဖွင့်မယ်ဖွင့်ပြီးသွားလို့ချင်းဒီတော့တန်လေးထိုးပြီးတော့မှဆက်နိုးမယ်ဆိုရင်လည်းနှိုးလို့ရတယ်တကားပေါက်တွေကကျွန်တော်တို့ဒီ smacky သုံးလို့လော့အဖွင့်ပိတ်လို့မကစားဘူးဆိုရင်လည်းကျွန်တော်တို့ဒီတော့တန်လေးကိုထည့်ပြီးတော့မှကစားမယ်ဆိုရင်လည်းကစားလို့ရမှာဖြစ်ပါတယ်ခင်ဗျာအဲကြောင့်ကျွန်တော်တို့ဒီစမက်ကီအဖုံးကိုကျွန်တော်တို့အပြားပေါ့နော်အပြားတိတိလေးနဲ့ကျွန်တော်တို့ဖွင့်မယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမဲ့ဖုန်းလေးကိုကျွန်တော်တို့ကဖွင့်လိုက်ပြီကျွန်တော်တို့အဖုန်းလေးကိုဖွင့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ဘက်ထရီမျိုးစားကိုကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ကျွန်တော်အရင်ဗီဒီယိုကျွန်တော်တို့ smacky function ပေါ့နော် smacky ဘက်ထရီအားနဲ့ရနဲ့ပတ်သက်ပြီးတော့ Honda Fit G6 တစည်းမှာလည်းကျွန်တော်ပြခဲ့ပူပါတယ်ကျွန်တော်တို့ဒီမဲ့တက်ခဲလေးကိုကြည့်လိုက်တဲ့ခါကျတော့ CR 2025เนาะ CR 2025အဲ့တော့ကျွန်တော်တို့ဒီမှာတက်ခဲအဟောင်းလေးရှိတယ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့နေရာမှာတက်ခဲအသစ်ကျွန်တော်တို့ပြန်ပြီးတော့မှအစားထိုးထည့်မယ်ကျွန်တော်တို့ဒီတက်ခဲတွေကကျွန်တော်တို့နာယီဆိုင်တွေမှာလည်းဝယ်လို့ရတယ်ကျွန်တော်တို့တော့စားပစ်ကိုအဓိကပေးတဲ့နေရာတွေမှာလည်းဝယ်မယ်ဆိုရင်ဝယ်လို့ရပါတယ်2025เนาะအဲ့တော့ကျွန်တော်တို့ဒီတက်ခဲလေးကိုဖောက်လိုက်မယ်နော်ဖောက်လိုက်ပြီးတဲ့အခါကျတော့သူကဒီမှာအပေါင်းလက္ခဏာလေးပြထားတယ်အဲ့ဒီအပေါင်းဘက်မှာပဲဒီကောင်လေးကိုကျွန်တော်တို့ထည့်ပေးလိုက်မယ်နော်ထည့်ပေးပြီးသွားလို့ရှိရင်ကျွန်တော်တို့သူ့တိုင်းလေးပဲကျွန်တော်တို့ပြန်ပြီးတော့မှ
ပြန်ထည့်မယ်ပြန်ထည့်ပြီးတော့လို့ရှိရင်ကျွန်တော်အပေါ်ကနေပြီးတော့မှဖုံးလေးကိုတေချာလေးပြန်ဖုံးပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တော့ကိုထည့်လိုက်မယ်ဒါဆိုပြီးတော့ပါပြီခင်ဗျာအဲ့ဆိုလို့ချင်းကျွန်တော်တို့တော်လေးကိုကစားကြည့်မယ်ဒါတော့ကျွန်တော်တို့ Smaky ဘက်ထရီလဲပြီးတဲ့အခါမှာကျွန်တော်တို့တော့အဖွင့်ပိတ်ဒီပြန်ပြီးတော့မှကစားနိုင်တာပါဒါဖွင့်တယ်ဒါပိတ်တယ်ဒါဖွင့်တယ်ဒါပိတ်တယ်ဒါကျွန်တော်တို့ Smaky ဘက်ထရီလဲပြီးတော့မှစမ်းကြည့်တာဖြစ်ပါတယ်ကျွန်တော်တော့ on ထားတဲ့တိုင်ခွက်မှာဘက်ထရီပုံလေးမပြတော့ပါဘူးကျွန်တော်နှုတ်ပြမယ်နော်နှုတ်ပြရင်လည်းကျွန်တော်တို့ဘက်ထရီပုံလေးမလင်းတော့ပါဘူးခင်ဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Smaky ဘက်ထရီတွေအားကုန်မယ်ဆိုလို့ရှိရင်ကိုယ့်ဘာသာကိုအိမ်မှာပဲလဲမယ်ဆိုရင်လဲလို့ရမှာဖြစ်ပါတယ်ခင်ဗျာမှတ်ချက်အနေနဲ့ကျွန်တော်တို့ဒီ Smaky ဘက်ထရီကိုလဲပေးမဲ့တကယ်လို့အပြောင်းလဲလုံးဝမရှိခဲ့ဘူးတက်ခဲလဲတာလဲမှန်တယ်ဒါပေမဲ့ကောင်းကောင်းအလုံးမလုပ်ဘူးတော့အဖွင့်ပိတ်တွေအလုံးမလုပ်ဘူးတက်ခဲလဲပြီးသွားပြီကျွန်တော်တို့ကားဆက်နှုတ်မယ်ဆိုရင်လည်းအသုံးပြုမရဘူးဆိုရင်တော့ Smaky ဘက်ထရီအတုံးပေါ့နော်အဲ့ဒီအတုံးကို memory ပြန်သွင်းပြီးတော့မှလဲရမှာဖြစ်ပါတယ်ခင်ဗျာတခါတည်းမှာကျွန်တော်မိတ်ဆွေတွေအနေနဲ့လွတ်ကြတာတို့ရေထဲကိုပြုတ်ကြတာတို့ဒါမျိုးတွေဖြစ်မယ်ဆိုရင်လည်း Smaky ကကြောင်သွားတတ်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တို့ Smaky ဘက်ထရီလဲတာနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စုံမျိုးပါခင်ဗျာကားနိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို online ကနေပြီးတော့မှအခမဲ့မျှဝေပေးနေသူတယောက်လေးဖြစ်ပါတယ်ခင်ဗျာ